ကျွန်တော်ဟာဘီလီယံ10တန်ဖိုးရှိတဲ့ဖျားဆင်းတူတော်ဦးကောင်းမိုက်တစ်ခုကိုဝယ်ယူခဲ့ပါတယ်စင်ပေါ်တက်ပြီးအဲ့ဒီပစ္စည်းကိုလက်ခံယူတဲ့အချိန်မှာတော့ကျွန်တော်ဟာလက်ထဲကတူတစ်ချောင်းကိုထုတ်ပြီးဆင်းတူတော်ကိုအားကုန်လက်ရိုက်ချလိုက်ပါတယ်လူတိုင်းကကျွန်တော်ကိုယူသွားပြီလို့ထင်မှတ်ကုန်ကြတယ်လို့လုံခြုံရေးတွေကလည်းကျွန်တော်ကိုတားဆီးဖို့ချက်ချင်းပြေးလာကြပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဖျားဆင်းတူတော်ရဲ့အပေါ်ယံအလွှာတွေဟာကွာကျလာပြီးအတွင်းထဲကနေမှိန်ပြပြအလင်းရောင်တစ်ခုထွက်ပေါ်လာပါတယ်ကြည်လင်တောက်ကနေကြောက်ဆင်းဆင်းတူတော်စစ်တစ်ခုကိုအားလုံးရဲ့ရှေ့မှောက်မှာတွေ့လိုက်ရပါတော့တယ်အဲ့ဒီတော့မှပဲကျွန်တော်ကအကြောင်းစုံကိုရှင်းပြလိုက်ပါတယ်ဒီဆင်းတူတော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းနဲ့တူညာကျော်ကရှေးဟောင်းပစ္စည်းဖြစ်ပြီးသူတစ်ပါးလောဘမတက်စေဖို့အတွက်မူလပိုင်ရှင်ကအပြင်ကနေအလွှာထူထူနဲ့တမင်ဖုံးအုပ်ထားခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ယတနာအကဲဖြတ်နိုင်စွမ်းကိုတည်သွားပြီးနောက်မှာတော့တထေးကြီးတစ်ယောက်ကသူ့ရဲ့ရှေးဟောင်းပစ္စည်းစုဆောင်းမှုတွေကိုစစ်ဆေးပေးဖို့ကျွန်တော်ကိုဖိတ်ကြားခဲ့ပါတယ်ဒါပေမဲ့စပွဲပေါ်မှာရှေးဟောင်းပစ္စည်းတွေအစီချထားတဲ့အချိန်မှာတော့ကျွန်တော်ကအရက်တွေမူပြီးအိပ်ပျော်နေခဲ့ပါပြီကျွန်တော်ကိုနှိုးလိုက်တဲ့အခါမှာတော့ဘေးကမင်းကလေးကိုအိုးနှလုံးယူလာပေးဖို့ခိုင်းလိုက်ပါတယ်ကျွန်တော်အနောက်မဲ့ထင်တဲ့သူမကအိုးတွေကိုလာပေးတဲ့အခါမှာတော့ကျွန်တော်ကအိုးပေါ်ကပကြီးလက်ရတွေကိုတေချာစစ်ဆေးပါတော့တယ်အိုးနှလုံးပေါ်ကပုံစံတွေကအပေါ်ယံကြည့်ရင်တူနေပေမဲ့တေချာကြည့်တဲ့အခါမှာတော့ဘဲဘက်အိုးပကြီးလက်ရတွေကမှိန်ဖြော့ပြီးအသက်မဝင်ပါဘူးညာဘက်အိုးပကြီးတွေကတောက်ပပြီးလက်ရမြောက်လာပါတယ်ဒါဟာအိုးလုံးတဲ့နေရာမှာအသုံးပြုတဲ့ကုန်ကျန်းပစ္စည်းချင်းမတူညီလို့ပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့အတုဖြစ်တဲ့အိုးရဲ့အောက်ခြေမှာထွင်းထူထားတဲ့စာလုံးတွေကတိတိတတ်တာမှားယွင်းနေတာကိုထောက်ပြလိုက်တဲ့အခါအားလုံးကသဘောပေါက်သွားကြပါတယ်အဲ့ဒီနောက်ကျွန်တော်လေးလံယုံကိုပြန်ရောက်လာတဲ့အခါရှေးဟောင်းတစိမ့်တုံးတစ်ခုကိုလေးလံတင်နေတာနဲ့ကြုံပါတယ်အဲ့ဒီအချိန်မှာပဲအဖိုးကြီးတစ်ယောက်ကသူ့အကြည့်ထဲကနေအဲ့ဒီတစိမ့်တုံးနဲ့တထေးရတဲ့တူတဲ့တစိမ့်တုံးတစ်ခုကိုထုတ်ပြပြီးသူ့စီကမှအစ်စ်ဖြစ်ကြောင်းပြောဆိုလာပါတယ်ကျွန်တော်ကဘေးကကျိုးတစ်ချောင်းကိုယူပြီးတစိမ့်တုံးတစ်ခုလုံးကိုတီးလိုက်ပါတယ်ပြီးနောက်အပေါ်ကိုမြှောက်တင်ပြီးအကြိမ်ကြိမ်လေရန်ပစ်လိုက်ပါတယ်မြေပြင်ပေါ်ပြန်ချလိုက်တဲ့အချိန်မှာတော့အဖိုးကြီးရဲ့တစိမ့်တုံးဟာအတုဖြစ်ကြောင်းချက်ချင်းထောက်ပြလိုက်ပါတယ်သူကမယုံကြည်နိုင်ဖြစ်နေပေမဲ့ကျွန်တော်ကအဲ့ဒီအတုကိုပဲဒေါ်လာ90နဲ့ဝယ်ယူမယ်လို့ကမ်းလှမ်းလိုက်ပါတယ်အဖိုးကြီးကဝမ်းသာအားရနဲ့ကျွန်တော်ကိုကျေးဇူးတင်ပြီးရောင်းချခဲ့ပါတယ်ကျွန်တော်လည်းအဲ့ဒီတစိမ့်တုံးကိုအမြန်ယူပြီးထွက်ခွာလာခဲ့ပါတော့တယ်